ခလေးမွေးပြီးလို့ရှိရင်နို့မထွက်လို့ရှိရင်လည်းဗာဆေးတောက်ရမလဲတဲ့ဆေးတောက်ဖို့အရင်မစဉ်းစားနဲ့နော်အရင်ဆုံးကဗာစဉ်းစားရမလဲဆိုတော့ကိုကတဘာဝနီလန်အတိုင်းနို့ထွက်အောင်လုပ်တဲ့နီကိုစဉ်းစားရမှာဖြစ်ပါတယ်ခလေးမွေးပြီးကစားမှာနို့မထွက်တာအများစုကရှိတယ်အဲ့ဒါစိတ်ပူကြမလို့ပေါ့နော်ဒီခလေးလေးကိုနှုတ်ပုံမှန်လေးတိုက်ပေးရမယ်ခဏခဏတိုက်ပေးရပါမယ်နောက်ပြီးတော့ဒီနှုတ်ဒီကောင်ခွင်းရှိတယ်လေနှုတ်ဒီကောင်ခွင်းမဲခွင်းရအဲ့ခလေးပတ်စက်တွေကိုငုံမိအောင်မနော်အဲ့လိုမျိုးစိုးရမှာဖြစ်တယ်နှုတ်ဒီကောင်ဝင်အောင်မကောက်ဒီခွင်းမှာအဲ့လိုမျိုးသူကခလေးကစိုးမိအောင်အဲ့ဒါမှနှုတ်တိုက်နှုတ်ဆိုနေမှန်တာပေါ့နော်ခလေးကနှုတ်ဆိုတဲ့ခါအဲ့လိုပါးတွေကပိန်လိုက်ဖောင်လိုက်ဖြစ်တယ်ဆိုလို့ရှိရင်အဲ့ဒါနှုတ်ဆုပ်နီမားနေတယ်နော်ဒီတိုင်းပဲပါးပိန်စရာမလိုဒီတိုင်းဆုပ်ရုံပဲနော်အဲ့လိုမျိုးဆိုလို့ရှိရင်တော့ဒါနှုတ်ဆုပ်နီမှန်နေပေါ့နော်နှုတ်ထွက်များအောင်ဗားတွေစားရမလဲဆိုလို့ရှိရင်အစိမ်းရင်းရောင်လေးများများစားပေးပါနောက်ပြီးတော့အခုပြထားတဲ့ဟာတွေလေဟင်းကားတွေတောက်ပေးပါတရက်ကိုအရေ3လီတာလောက်တောက်ပေးရမယ်အရေဆိုလို့ရေတစ်မျိုးတည်းမဟုတ်ဘူးเนาะအားရှိတဲ့ကြက်ပြုတ်ရေတို့အဲ့လိုမျိုးအရေတောက်ပေးလို့ရတယ်เนาะနောက်ပြီးတော့အဓိကကျတော့တရက်ကိုခဏခဏနှုတ်တိုက်ပေးရမယ်เนาะခဏခဏနှုတ်တိုက်မှသာလေနှုတ်ထွက်ပေးမှာဒီနှုတ်ကိုစိုးမှသာလေနှုတ်ကြောတွေပွင့်ပြီးတော့မှဒီဟော်မုန်းလေးတွေလှုပ်ဆောင်မှုအားကောင်းပြီးတော့မှဒီနှိုးတွေထွက်ဖို့အတွက်ကိုဒီခန္ဓာကိုယ်ကလှုပ်ပေးတာပေါ့နော်အဲ့ဒီတော့ကြောင့်မလို့ခလေးနှိုးဆိုထွက်မထွက်ခဏခဏတိုက်ပေးရမယ်နော်ခဏတိုက်ပြီးတော့မှသာလေသူကနှိုးကဖြည်းဖြည်းနဲ့လိုက်လာမှာဖြစ်တယ်နော်နောက်ပြီးတော့ over တင်းလိုမျိုးတောက်ပြီးလို့ရတယ်နောက်ပြီးတော့ဖြည့်ဆွတ်စာအနေနဲ့ဆိုလို့ရှိရင်နှိုးထွက်အောင်ပေါ့နော်အရေးများတောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီလိုမျိုးကောလက်မှာကွန်ဆောင်နှုတ်မို့ဒီနှုတ်မို့ကလေသူနှုတ်ထွက်အားကိုကောင်းမှုစီတယ်နော်ခလေးမွေးပြီးတဲ့သူဆိုလို့ရှိရင်နှုတ်ထွက်အားကောင်းမှုစီတယ်ကိုယ်ဆောင်နေလဲတောက်လို့ရတယ်နော်ကိုတောက်သမျှအရာတွေနှုတ်ကနေတစ်ဆင့်ခလေးစီရောက်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီလိုမျိုးနှုတ်မုတ်တွေလဲတောက်ပြီးလို့ရတယ်လိုချင်လဲမှာလို့ရတယ်နော်နောက်ပြီးတော့ငပြောသည့်အဖူးဟင်းညွပြုတ်တောက်ဟင်းကားတွေပြုတ်တောက်ငါးလေးတွေနဲ့ပဲဖြစ်ပေါ့နော်နောက်ပြီးတော့ကြက်သားဟင်းညိုလေးတွေအဲ့လိုမျိုးပြုတ်တောက်ဥပါတင်းအဖြူလေးတွေတောက်ပြီးလို့ရတယ်နော်အစိမ်းရောင်လေးအသီးရွက်တွေများလေးစားပြီးနော်နောက်ငခုတို့ငရံ့တော့အဲ့လိုမျိုးဟင်းကားလေးတွေပြုတ်တောက်တာဖြစ်ဖြစ်အဲ့လိုမျိုးလှုပ်ပြီးလို့ရတယ်နော်ကြက်သွန်ဖြူထည့်သေးလားငရုတ်ကောင်းလေးနည်းနည်းထည့်ကြက်သွန်ဖြူကနှုတ်ထွက်တာကိုပို့ပြီးတော့အားကောင်းစီတယ်နော်နောက်ပြီးမူလေးအခုပြထားပြီးတယ်အဲ့ဒါလေးလည်းလှုပ်ပြီးလို့ရတယ်နော်တကယ်လို့ကိုကတဘာဝနီလန်မမရဘူးဆိုလို့ရှိရင်ဆရာဝန်တော့ပြပြီးတော့မှဆရာဝန်လိုအပ်တယ်ဆိုလို့ရှိရင်နှုတ်ထွက်အားကောင်းတဲ့ဆေးတွေပေးတာတွေလုပ်လို့ရတယ်အခုလိုမျိုးဖြည့်စွာနှုတ်မုတ်တွေလည်းတောက်ပြီးလို့ရတယ်နော်ဒါကတော့လုပ်ပြီးလို့ရတဲ့အရာတွေပေါ့နော်နှုတ်မထွက်ဘူးဆိုလို့ရှိရင်တော့အရင်စိတ်မပူနဲ့စိတ်ဖိစီးမှုမများနဲ့စိတ်ဖိစီးမှုများတယ်ဆိုလို့ရှိရင်လည်းနှုတ်ထွက်အားကိုကြာဆင်းစေတယ်အဲ့ဒါကပြောမစို့ခန္ဓာကိုယ်နဲ့စိတ်တွေနဲ့အကုန်လုံးသက်ဆိုင်တယ်နော်နောက်နှုတ်ကြောပိတ်တာတို့နှုတ်ဒီကောင်ကိုယ်နေတာတို့နှုတ်ကတအားတင်းပြီးတော့မှပုံမှန်မဟုတ်ဘူးဆိုလို့ရှိရင်နှုတ်ချောင်းလေးပါတယ်ပိတ်မယ်ဆိုလို့ရှိရင်နှုတ်ကိုရင်နွေးဘူးလေးကပ်ပြီးလို့ရတယ်ရင်နွေးဘူးပေါ့နော်ရင်နွေးဝတ်လေးတွေအဲ့လိုမျိုးရင်နွေးဘူးလေးတွေအဲ့လိုမျိုးရင်နွေးအိတ်ကတ်တယ်လို့အဲ့လိုမျိုးလေးတွေကပ်ပြီးလို့ရအရင်တော့လည်းမပူနဲ့ပေါ့နော်အဲ့လိုမျိုးတွေကပ်ပြီးလို့ရတယ်တခုခုဆိုလို့ရှိရင်နှုတ်ကြော်တွေအရင်ပိတ်လို့မခံနိုင်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့တိကျလေးတွားရောက်ပြီးတော့ဆွေးနွေးမေးမြန်းလို့ရတယ်နော်ဒါနှုတ်ထွက်အားကောင်းတဲ့ဒါကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းမူလေးစီမှာမာလို့ရပါတယ်ရှင်ကျေးဇူးပါ